ဟယ်လိုအားလုံးပဲမင်္ဂလာပါကိုတိုင်းထိုင်းနိုင်ငံမှာလက်ရှိနေထိုင်နေတယ်ဆိုရင်ဒီငွေတွက်နီးနှစ်မျိုးကိုလုံးဝသိထားရမှာဖြစ်ပါတယ်ဒီငွေတွက်နီးနှစ်မျိုးကိုသိထားမယ်ဆိုရင်ကိုတိုင်းငွေတွက်တာကိုအလွယ်တကူတွက်လို့ရမှာပဲဖြစ်ပါတယ်မြန်မာငွေ6,500,500ကျပ်ကိုထိုင်းဘတ်ငွေဘယ်လောက်ရလဲသိချင်လို့ရှိရင်ကျွန်တော်တို့အရင်ဆုံးကနန်းပေါင်ဆက်တဲ့ကိုတွားမယ်ပြီးကြလို့ရှိရင်6,500,500ကျပ်အမြောက်တုံညာတတမတုံညာပြီးကြလို့ရှိရင်ခွန်ငါဒီနေ့ပေါ့စီထဲမှာဆိုရင်ဒါဆိုရင်မြန်မာငွေ6,500,500ကျပ်ကိုထိုင်းဘတ်ငွေ9,000နဲ့80နဲ့6ဘတ်ဖြစ်ပါတယ်မြန်မာငွေ6,500,500ကျပ်ကိုထိုင်းဘတ်ငွေ9,080နဲ့6ဘတ်ကျမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီတာခလက်ကြတော့ကိုတိုင်းကမြန်မာငွေကိုသိချင်တယ်ဆိုရင်မြန်မာငွေကိုအရှိမထားမယ်ပြီးကြလို့ရှိရင်အမြောက်ခံမယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ပေါက်စည်းကိုထည့်မယ်ဆိုရင်ကိုကြတင်လောက်ငွေအမောက်ကိုချက်ချင်းထွက်မှာဖြစ်ပါတယ်အခုလိုမျိုးငွေတွက်နီးနဲ့ပတ်သက်ပြီးကိုသိချင်တာလေးတွေရှိရင်ကျွန်တော်ရဲ့ဗီဒီယို comment အောက်မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်ဆောင်ကြအောင်